ဒီအားလုံးမင်္ဂလာပါဗျာဆိုကာတစ် YouTube channel ကနေကြိုဆိုလိုက်ပါဗျာကျွန်တော်တို့ဒီမနေ့ကပေါ့နော်ကျွန်တော်မနေ့ကဆိုရင်ကမ္ဘာဖလားချစ်စစ်ပွဲမှာဆိုရင်ဝေးနဲ့ဘယ်ဂျီယံပွဲပေါ့နော်ကျွန်တော်ဝေးဘော်ဒီလေးပေးခဲ့တယ်ညီကိုတို့အပေါင်းပြမယ်လို့ယုံကြည်ပါတယ်နော်4-3ဆိုတဲ့ရလတ်နဲ့ကျွန်တော်တို့ဒီပြ90လောက်နိုင်ခဲ့ပေါ့ဒီနေ့ကျွန်တော်စိတ်ကြိတ်တပွဲကောင်းရှိပါတယ်နော်ဒီပွဲစဉ်လေးကတော့ကျွန်တော်တို့ဒီကမ္ဘာဖလားချစ်စစ်ပွဲဥရောပဇုံတဲကဒီညီမဆန်တော်ကျင်းပေါ့နော်မနေ့တနင်္လာ15မှာကဲမယ်ကျွန်တော်တို့ဒီဖင်လန်နဲ့ပိုလန်တို့ရဲ့ကျွန်တော်တို့ဒီချစ်စပွဲလေးပေါ့နော်ဒီကျွန်တော်တို့ပွဲသုံးချက်လေးမိပါသေးခင်ကျွန်တော်အမဘီဇီယာလေးချက်သွားကြည့်မယ်ဗျာအမဘီဇီယာမှာဆိုတော့ကျွန်တော်တို့ဒီပိုလန်တင်းကတော့ကျွန်တော်တို့နှစ်ပွဲကစားထားတယ်ရာမက်6မိုက်နဲ့အုပ်စုပေါ့နော်ကျွန်တော်တို့ဒီအင်ရှင်ဖင်လန်ကတော့ကျွန်တော်ရာမက်4မိုက်ရထားရပေါ့နော်3ပွဲကစားထားရပေါ့နော်ဒါကြောင့်ဒီနေ့တွေးဆုံမှုကတော့အုပ်စုပထမနဲ့ကျွန်တော်အုပ်စုဒုတိယတွေးဆုံမှုလို့ပြောလို့ရရဗျာကျွန်တော်ဒီနေ့ခုလက်ရှိပေါ့နော်ပေါက်ကြီးကတော့ကျွန်တော်ဒီပိုလန်တင်းဘက်ကနေဘော်ဒီကြီးက150ရှုံးပေးထားတယ်ကျွန်တော်ဂိုးပေါင်းသေးပေါ့နော်ဂိုးပေါင်းသေးကနှလုံးမိုင်းနဲ့50ရှုံးဆိုပြီးတော့ပေးထားရပေါ့နော်ဒီကိကျွန်တော်ဒီဘော်ဒီဈေးကဖင်နဲ့ဒီကျွန်တော်အင်ရှင်ဖင်လန်ကိုနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်ဘူကီတွက်တာပေါ့နော်ကျွန်တော်ပြောရမယ်ဆိုရင် Z1 တစ်ခွက်လောက်ကိုမြင်တယ်ဘာလို့ဆိုတော့တေရှုံးကြီးကပိုလန်ပြည့်ပြည့်သားနိုင်ဖို့ခဲနေလို့ပြောလို့ရတယ်ဒါကြောင့်ဂိုးပေါင်းသေးကလည်းကျွန်တော်ပျော့ရလို့ပြောလို့ရတယ်ပေါ့နော်နှလုံးမိုင်းနဲ့50ကကိုပေါင်းစီပျော့ရပေါ့နော်ပြီးကျွန်တော်တို့ဒီ body အနေနဲ့ပေါ့နော် body အနေနဲ့ကတော့ညီကိုတို့အနေနဲ့ကတော့ဒီဖင်လန်ကတော့လုံးဝတော့ရှုံးလောက်လို့ထင်တယ်ပါဆိုတော့ကျွန်တော်ဒီပိုလန်ဘက်ကကျွန်တော် body ဈေးမကြိုက်တဲ့အတွက်အများဆုံးပေါ့နော်ကျွန်တော် Z1 လောက်နဲ့နိုင်လဲနိုင်သွားပဲအကေကြီးကျွန်တော်ခက်မသိလို့ပေါ့နော်တေကြရင်လဲကြကောင်းကြနိုင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်ကြိုက်တာတော့ကျွန်တော် ZZ ပေါ့နော်11ပေါ့နော်ပြီးရင်ကျွန်တော်ဒီနေ့စိတ်ကြိုက်တစ်ပွဲကောင်းပေါ့နော်ညီကိုတို့ရဲ့စိတ်ကြိုက်တစ်ပွဲကောင်းတော့ကျွန်တော်ကတော့ body ဈေးတော့ရှောင်လိုက်မယ်ဗျာဘာလို့ဆိုတော့ကျွန်တော်ဂိုးပေါင်းဈေးဘက်ကိုပူပြီးသဘောကျတယ်ဂိုးပေါင်းဈေးကျွန်တော်နှလုံးမိုင်းနဲ့50မှာဆိုရင်တော့ကျွန်တော်တို့ဒီပိုလန်ဘက်ကဂိုးပြပြတသားကြီးလုံးဝကန်သွားနိုင်ဖို့တော့ခင်းလိမ့်မယ်ဗျာအင်ရှင်ပေါ့နော်အင်ရှင်ဖင်လန်နေကတော့ကျွန်တော်တို့ဒီခန်းစစ်ကိုအသားပြီးကစားသွားမှာဖြစ်တဲ့ကြောင့်ဒီပိုလန်ကိုမပြတ်နိုင်ဘူးလို့ကျွန်တော်ရဲ့သုံးသက်ချက်ပေါ့နော်ကျွန်တော်အမြင်ကတော့ပိုလန်လုံးဝကိုမပြတ်နိုင်ဘူးအများဆုံးကျွန်တော်ပြီးသွားမယ်ဆိုရင်တော့ Z1 ကျွန်တော် ZZ11 ပေါ့နော်ဒီကိဖင်လန်နိုင်ဝိုင်းတော့ 1Z ဆိုတဲ့ရလက်နဲ့ကျွန်တော်ဒီပြီးဆုံးသွားမယ်လို့ထင်ကိုပေါင်းစီရဆိုတော့ကျွန်တော်ကိုကပို့ကြိုက်တယ်ဒါကြောင့်ညီကိုတို့အနေနဲ့ကျွန်တော်ရဲ့စိတ်ကြိုက်တစ်ပွဲကောင်းတော့ဒီဖင်လန်နဲ့ပိုလန်တို့ရဲ့ပွဲစဉ်မှာဆိုရင်တော့ကိုကလေးတော့ရွေးချယ်ပေးထားတယ်ကျွန်တော်ရဲ့ဒီစပိုကာတစ် YouTube channel လေးပေါ့နော် like and subscribe လေးနဲ့အားပေးတဲ့လူအားလုံးကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်เนาะပြီးကျွန်တော်ရဲ့ဒီလေးသိန်းမောင်းကတ်ကျွန်တော်တို့ဒီ body စိတ်ကြိုက်တစ်ပွဲကောင်းနေကျွန်တော်တင်ပေးတဲ့ channel လေးပေါ့နော်အဲ့ channel လေးကို join တာပါမမှားပါဘူးညီတို့အနေနဲ့ဒီစိတ်ကြိုက်ပွဲလေးဝင်ပြီးတော့ကြည့်လို့ရပါတယ်ဗျအားပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျဒီနေရာပဲနှုတ်ဆက်လိုက်ပါမယ်เนาะနောက်ရက်ကျွန်တော်တို့ဒီပွဲစဉ်လေးရှိရင်ကျွန်တော်အမြဲတမ်းတင်ဆက်သုံးသပ်ပေးပါမယ်ခင်ဗျ